ဲပြောစမ်းမအောင်ဘာလို့ရုပ်ဆိုးနေရတယ်ဆိုလဲလိုအပ်ချက်လေနင့်ဖေနဲ့အိတ်လိုက်လို့လေဟမ်မိစ္ဆာအစိတ်အပိုင်းများအပိုင်းတက်အရင်တစ်ခါကအလွတ်ကြောက်ဖို့ကောင်းပြီးရက်ဆက်တဲ့မိစ္ဆာတကောင်ရှိခဲ့ဖူးတယ်သူဟာလူလောကကိုဖျက်ဆီးခြင်းပြီးလူတွေရဲ့ဝတ်ညီတွေကိုစားတောင်းလေးရှိတယ်မဖြစ်ဘူးသူလာနေပြီဘသူလဲမမီတာလေးပြေတော့မမီဒါပေမဲ့ကံကောင်းစွာနဲ့ပဲတကိုးရှင်တွေကထိုမိစ္ဆာကြီးကိုအနာယူနိုင်လိုက်တယ်တို့ပေမဲ့တကိုးရှင်တူကဒီမိစ္ဆာအရင်ဆွားအကြီးလို့ဒီတိုင်းပိတ်လောင်ထားလို့မဖြစ်ဘူးနောက်ခါကျပြန်လွတ်လာနိုင်နေရဲ့ဒါကြောင့်မို့သူ့စွမ်းအင်ကိုရော့ရအောင်သူ့ခနာကိုလေးပိုင်းခွဲပြီးတနေရာစီဖမ်းဆီးထားကြโอเคယာမိစ္ဆာကြီးရဲ့အစိတ်ပိုင်း၄ခုတည်းကပထမတစ်ခုကိုပူပြင်းလာတဲ့ဟော့မီတောင်ကြီးထဲမှာဖမ်းဆီးထားပြီးမိမိစ္ဆာအာယာလို့ခေါ်တွင်တယ်ဒုတိယတစ်ခုကနက်ရှိန်လာတဲ့သမုတ်တရားအောက်မှာဖမ်းဆီးထားပြီးမွေမိစ္ဆာဂါနီလို့ခေါ်တွင်တယ်တတိယတစ်ခုကမဟူယာတော့တဲ့ဖမ်းဆီးထားပြီးစီတာအကြောက်တရားမိစ္ဆာကြောက်လိုက်တာရှင်နောက်ဆုံးတစ်ခုတော့ပြင်းထန်စွာတိုက်ခိုက်နေတဲ့လေးဆက်ကွင်းထဲမှာဖမ်းဆီးထားပြီးစာလာဒီစိတ်ပိုင်းကစွာအကြီးဆုံးပေါ့နှစ်ပေါင်းများစွာအကြာမှာတော့ထိန်းချုပ်ထားတဲ့အကာအကွယ်တွေလည်းအားနည်းလာပြီးအစိတ်ပိုင်းလေးခုလွတ်မြောက်လာတဲ့အခါကဘာပြတ်နိုင်တယ်တွေးလာပြည့်တဲ့ချိန်ထိမိစ္ဆာအစိတ်ပိုင်းတွေမရှင်းလင်းနိုင်ရင်ထို့မိစ္ဆာကြီးကပြန်ပေါ်လာမယ်ဟမ်ငါအာယုံရတယ်ဟုတ်လားဒါဆိုရင်ဒီပတ်ဘာခဏန်းကောင်းလဲ83လားအော်အရေးတယ်ငါအရေးကြီးကိစ္စတခုအာယုံရတယ်ဟဲ့တိူလေဒါကြောင့်အခုပဲအစည်းအဝေးလုပ်မယ်အစည်းအဝေးလေးမစတင်ခင်မှာကျမတို့စကွက်တဲ့အဖွဲ့ဝင်တွေကိုမိတ်ဆက်ပါရစေရှင်ကျမရမိချာဦးပါအရာရာကိုသိမြင်နိုင်ပြီးအရာရာကိုဖောက်ထွင်းမြင်တွေ့နိုင်တယ်လေစိတ်ဆွမ်းအားရှင်မလေးပေါ့ကောင်လေးတွေကိုချောင်းကြည့်ရတာကတော့ကျမရဲ့အကြိုက်ဆုံးပေါ့အိုးဟိုကျွန်တော်ကတော့နီပါကျွန်တော်ရဲ့ဓာကတမိုင်းဝင်ဓာကဘယ်အရာမလို့ဖြတ်ပြစ်နိုင်တယ်စစ်သူကြီးကွာကျမတော့မဲပါရှင်မော်ပညာမလေးပေါ့ရှင်ပြောဖို့ကောင်းတာကကုတ်ကီးတွေကိုကျမတို့ကိုနဲ့ဖုတ်လို့ရတယ်မော်ပညာရှင်မလေးပါရှင်ဟဲ့စမ်းကြည့်လိုက်တော့ကျမကတက်တော့လေစော့တယ်လို့ YouTube မှာလည်းဗီဒီယိုတွေကိုတရက်10ပုတ်တင်ပါတယ်ရှင်ငါပြောရီစာနီကျွန်တော်ကတော့လေးပြည့်ကျွမ်းတဲ့ခရမ်းမှာဘလောက်ပဲဝေဝေးပြစ်မှတ်ကိုထိအောင်ပြစ်နိုင်နဲ့အမလီငါဖောက်ကင်းဦးအစီဝေးကဲလူစုံမီဆိုတော့ငါစပြောရမယ်နော်ဒီလိုဟိုလိုအဲ့လိုဟိုလိုဒီလိုအမလီမိချောက်ရဲ့မူးလိုက်တာခြားရဟက်စီးလိုက်ရတယ်လို့ပဲတောင်းကတင်ချာဆရာမကြီးကြောက်နေရပဲသူလူလာကအဲ့မိစ္ဆာစိတ်ပိုင်း၄ခုကိုတွားနိုင်နေရမယ်လို့ပြောချင်တာမလားဟုတ်တယ်ဟုတ်စီလူရှာမကောင်းပါပဲတွေးလာပြည့်တဲ့နေ့မတိုင်ခင်အထိအချိန်ရမယ်ဒါဆိုအခုပဲဒီနေရာနဲ့နီးတဲ့မိစ္ဆာအပိုင်းစားတစ်ခုနေရာဖြစ်တဲ့ဟော့မီတောင်စီခီးဆက်ကြစို့ရောက်ပြီဟော့မီတောင်မီမိစ္ဆာအာရာကိုဖမ်းထားတဲ့နေရာအလာလာအမလီပူလိုက်တာအေးငါမှမရှိတဲ့ဆီလီကွန်တွေတော့အရေးပြကုန်တော့မှာပဲအမလီဟဲ့ကဲမမဲရေဒီဟော့မီတောင်ကိုတတ်ဖို့တဲ့နေ့မော်ဆိုင်လေးတုံးပါအောင်ဟုတ်ကဲ့ပေါ့ဗျဟီအစင်လေးတွေချစ်တယ်အချော်မတွေဘေးဖက်ဖောက်ကင်လေးတွေပေါ်လာမယ်ဘာလဲဟာဘာလဲဖြစ်ဘူးအမလီတော့အမလီပြန်မဲ့ပြန်ငက်ပြန်လို့ဝက်ပြန်လို့လှုပ်တော့ငမဲမရဲ့အခုတော့ဖောက်ကင်မြန်ကြီးဆိုတော့ဤစုံနတ်နဲ့တော့သူများနဲ့မတူချင်လို့ပေါ့ရီးသားမရတဲ့တောတူမရဲ့
โอเคအခုဒီကတော့ဖတ်နေတဲ့ပြိသက်ကြီးတွေကျမတို့တခုခုပြောချင်မယ်ဆိုတာတို့သိတယ်တကူရှိရတာနဲ့ဘာလို့ပြင်မပန်လမ်းလျှောက်နေရလဲတကူနဲ့ပြန်ပြီးတွားလို့ရတယ်လို့ကျမတို့ဝုန်းကြမယ်ထင်ပါတယ်တကယ်တော့ကျမတကူကသုံးနေတဲ့အချိန်သုံးလို့ရတာမဟုတ်ဘူးအကန့်အသတ်ရှိတယ်ရှင်ကဲရောက်ပြီစကားရှိမနေနဲ့မြန်တာရောက်ပြီစင်သိတာစင်အိုးဒီကူဘက်ကပူနေရပဲဒီထဲမှာနေရလင်းတို့ရတာမိဟက်ခံထားရတာပဲအားလုံးခဏလေးငါအာယုံတစ်ခုရတယ်အရှိမလာနေတဲ့သတိထားဟမ်ခိုမမီလုံးကြီးငါရဲ့မုံဝင်တော့တုံးရမယ့်အချိန်ပဲရှာဟဲ့ပြန်ကန်ထွက်သွားပြီမင်းတို့ကဘာလုပ်လဲကွာဟမ်မီးစည်းခွက်ကြီးလားယောအဲ့ဒါရိုးစည်းခွက်မဟုတ်ဘူးမိစ္ဆာအပိုင်းစမီးမိစ္ဆာအာရာပဲသူလွတ်လာတာပဲသူဒီကနေထွက်ပြီးလူတွေဒုက္ခမပေးခဲ့အပြည့်ရှင်းကြလက်ကြဟေးဟာမင်းတို့ကငါနဲ့ fight ကြမယ်ပေါ့လေမတန်ဘူးကွအမလီအမွေးချုပ်ပြီးအရင်နဲ့စိတ်ပြီးခွေးကျွေးပြလိုက်ရဆိုတော့ငါရဲ့အစေကန်လေးနဲ့အရင်တိုက်လိုက်အောင်ဝါရှာကဲကွာဟာဟဲ့မဲတိထားနေမီးနဲ့မုတ်တော့မှာဟမ် Oh no ဘာလို့ဘာမှမဖြစ်တာတော့ကျမကနက်ပြည်ရထုတ်ထားတဲ့ဆန်းခရင်ကိုလိန်ထားလို့လေဘလောက်ပဲပူပူချွေးလည်းမထွက်တယ်လို့ဂလိုတဲ့ဂလိုနေပြီးဖောက်မအမြင့်ကျဲတွေကိုလည်းကန့်ညစ်ခြင်းမရှိစေးကခြင်းမရှိပဲအေးမြစေအေးမြနေရလေရေးတယ်လာကြော်ညာနေလေငမဲမညသိပြီလားမက်ရှင်းလိုက်တာအဲ့ဒါငါ့ကိုလူမျိုးရေးခွဲခြားဆက်ဆံလိုက်တာပဲဘလောက်ပဲလာစိတ်ထားမလိုက်ရင်ခွေးမပဲဟဲ့အပြင်မဲမလိုက်ရင်တောင်မှစိတ်ထားလေးလာလိုက်လူတိုင်းအကြည့်တဲ့လေးဖြစ်သွားသလိုသူ့ကိုလိုလှပသွားတာပဲလောရှာ तू ကမီးဆိုတော့ရေနဲ့ငိမ်ပြီးအနိုင်ရီလို့ရလားမသိဘူးစမ်းတက်ကြည့်လိုက်လေထွီဟုတ်တယ်ဟေးသူ့ရဲ့အားနဲ့ချက်ကရေပဲအေးအဲ့ဒါမှဒုက္ခပဲဒီမီးတောင်မှာဘာရေးမှရှိမှာမဟုတ်ဘူးမရှိရှာပေါ်ဟဲ့ငါရဲ့အာယုံခံချက်အရာဒီမီးတောင်ရဲ့တော်ဝေးမှာရေကန်တကန်ရှိတယ်အာဟာအကြံရပြီဟဲ့ဟုတ်လားအဲ့ဒါခဏနေဦးနော်မီးကြီးကွက်ကြီးကျမတို့ခဏဆွေးနွေးလိုက်အောင်မယ်အော်ဟုတ်မြင်လားကတမတိကရကွက်ကတကတမကတကတကွီကတမဇကတကတကတကကွီကွီအေးကဲကြပြီ fight ကြမယ်လာစမ်းမော် fighting ယာဟာအာယိုငါရဲ့အဖိုးတန်တောင်းပန်လေဟာသူငိန်သွားပြီငါရဲ့အလဲပဲဆောင်ကောကောတွေချစ်တယ်ကိုရီးယားမင်းသားတွေကိုလက်တယ်မော်ပိုက်ကိုကြီးထွက်လာမယ်ကဲရဖမ်းလိုက်ပြီကဲတော့ငါအလဲပဲရော့လာထားအဘွားကဲကွာဟာဘိုင်ဘိုင်ဟာရေကကြီးမလောက်ပါနဲ့ကဲမိမိတ်စာကြီးအာရာကတော့စက်တိန်သွားပြီဆူဆက်ဘိုင်ဘိုင်ဒီမိမိတ်စာကြီးအာရပြီးရင်နောက်ထပ်စိတ်ပိုင်းတစ်ခုကဘာမိတ်စာလဲနေအောင်အာယုံခံလိုက်အောင်မယ်ကန်လိုက်တာရှင်ဟဲ့အတန်တို့ရေမိတ်စာဂါနီပဲပင်လေရဲ့အနက်ရှင်ဆုံးထဲမှာသူရှိနေတယ်အိုးရေထဲဆင်းရမှာပေါ့ကဘာရေမချိုးဆုံးစံချိန်ကိုချိုးမလို့ပါဆိုနေမှအမလီဟဲဒီလိုနဲ့မိချာဦးတော့အုပ်စုခီးဆက်ခဲ့ကြတော့တယ်လေဟာနဲ့မအချဲရှိလားတိမ်တွေပေါ်မှာအချဲရှိလားပင်လေထဲမှာအချဲရှိလားလောဝတ်စကလုံးများရဲ့ကြအိုးဒီနာပင်လေရဲ့ဘဟုပဲစမ်းကြလိုက်ထောင်းကဲရေတဲ့အသက်ရှူဖို့ရေဖိအားတွေကိုခံနိုင်ဖို့မော်အီလုံးလေးတွေစားကြပါအောင်အေး
ဟဲ့ဘမလဲရှားကားတန်းလွတ်သွားရင်လားမသိဘူးဟဲ့ဟိုငါရေမိတ်သာကနေကိုတွေ့မိလားသိကျင်ခေါ်လိုက်ပါငါမဲမရဲ့ပြေးကြဟေးပြေးကြဟေးဟမ်ဘာလို့ပြေးလာကြရလဲငွေလိုမျိုးကြီးကြီးပဲမိတ်ဆက်တကောင်လိုက်လာလို့အဲ့ဒါခါနေဖြစ်မယ်သူမမလည်းသိလာရင်သိတယ်ဟိုဘက်နာမှာတောင်းကျမ်းနေတာအာတတ်တိုက်ခိုက်ကြစို့သူငယ်ချင်းတို့ရေအမလီတက်ကြွတဲ့ကြက်မဒီလိုရေမိတ်စာကနေလောက်များထုတ်ပြပြီးအရေးကွန်ချွတ်လို့ခေါင်းကိုချုပ်ဝတ်ပြစ်မယ်နင့်အနောက်မှာဟမ်အမလီလှလိုက်တာမြင်ကြပါရှင်ဟိုလေခဏကဒီနားမှာမရှိသလိုပဲနော်အမလီနင်တို့ကငါ့ကိုရှင်းချင်တယ်ပေါ့လေဟုတ်တယ်ဘာဖြစ်လဲငုံလက်တာယာ Oh my god ရေဝဲပြအောင်လုပ်နေရပဲဒီမွေစုပ်ကကြေကြပါဦးမိချာဦးတခုလို့တခုအေးခဏတွေးလိုက်အောင်မယ်မသိတော့ဘူးအထူးစီစဉ်အခုတုံတော့မလို့လားအထူးကက်ကိုထုတ်ကြပါရင်ဂျာအပန်းရောင်ပါရင်ဂျာအမဲရောင်ပါရင်ဂျာအနီရောင်ပါရင်ဂျာခဲရောင်တန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 ်မျက်စိနောက်လိုက်တာအမလေးကဲဘေးရှက်တော့တူတို့ကမင်းရဲ့အစာပဲ Oh my god ငမန်းနေဟာပြေးကြဟေး Baby shark do 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 baby shark do 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 baby shark do 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 baby shark ငါတို့ပြေးနေလို့မဖြစ်ဘူးပြန်ချရမယ်ဟုတ်တယ်နှစ်ယောက်တစ်ဖွဲ့ချကြသူ့ရဲ့အကောင်တက်တက်ကိုပြစ်လိုက် Fight တဲ့နီနီ Shit ထိရပြီရေငမန်းနဲ့ကောင်တောက်ကေရပြီပြောမနေနဲ့အောင်ရင်မိတ်စာမသိသေးဘူးမမီချောင်းရဲ့ပါရင်းရတော့မလုပ်ပြီးပဲဟောင်းဆက်ရုပ်လုပ်ကြမယ်လေမနေဆက်ရုပ်ပူပေါင်းကြစို့ကဲဘယ်လိုဆက်ရုပ်ပုံစံပြောင်းတာမလဲကြည့်လိုက်ကြစို့တရန်ဟာကြည့်လာကြည့်လားဟဲ့ဟာအမလေးကဲဟဲ့ချထားဟဲဒုံးကြီးအမလေးဟဲတိတယ်နိုင်ပြီလေရင်မိတ်စာကနေအနာယူနိုင်လိုက်တာဆိုတော့ရင်မိတ်စာလေးတွေကမိချောတို့အုပ်စုကိုကျေးဇူးတင်နေကြတော့တာပေါ့ကျေးဇူးတင်ပါတယ်ရှင်ရပါတယ်ရှင်မိမိတ်စာကြီးလည်းကန့်ပြီရင်မိတ်စာကြီးလည်းတော့ခဲ့ပြီဆိုတော့နောက်မိတ်စာဘယ်မှာလဲနေအောင်အာယုံခံလိုက်အောင်မယ်ကဲအတန်တို့ရကြ So delicious မဟူရတော့ထဲမှာဖန်ဆီးခံထားရတဲ့အတတရားမိတ်စာစိတာဆိုတော့ဒီလိုနဲ့ပဲမိချာတို့အုပ်စုမဟူရတော့ထဲမှာခီးဆက်ခဲ့ကြတယ်အေးချမ်းလိုက်တာရှင်တော့ထဲမှာဆိုတော့အရာစိတ်လန့်နေရပဲအေးချမ်းချက်ကတော့ကိုရဲ့ရင်ခွင်ထဲမှာလို့နဲ့နေတဲ့တော့ထဲမှာအဆင်ပြေဝင်တော့နိုင်ခဲ့ပြီကြားလိုက်တာလဲလို့ပေါ့ဝေါမြန်တော့ပါဟဲ့ဒီမှာမိုးတော့ဟမ် Oh my god ချောလိုက်တာဟဲ့ Wow မကြည့်နဲ့ဒါသူ့ရောင်ကောင်းနေပဲရောင်ဆောင်ထားရတာဟဲ့ကေဘော့တီမဟန်တာတွေကစာကြပိုင်းနေမလားအေးဟဲ့နီနီ friend version ဆိုရင်လည်းရုပ်ဆိုရတယ်သူတို့မကြည့်ရပြေးကြဖြည့်ငါထင်တာတော့အကြောက်တရားမိတ်စာစီတာလွတ်လာပြီ
အခုငါတို့စမ်းတက်နေတာဒါကြောင့်မို့ဘယ်အရာမဆိုမြင်နိုင်မကြောက်နဲ့ဘယ်အရာမြင်မယုံနဲ့ဥပမာပတ်သက်နေတယ်တော့မယူနဲ့ငွေဖြစ်နိုင်တယ်ဘာညာမကြောက်နဲ့နော်မကြောက်နဲ့ဟာ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 ဝါဟာ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 ငါတို့ဒီတိုင်းတော့အကြောက်တရားကိုတွန်းလိုက်နိုင်မှာမဟုတ်ဘူးဒါကြောင့်ဆက်ပြောလေခဏကိုလေးလှုပ်ရှားလိုက်ကြစို့ယေးကားကြမယ်ယေး Players gonna play, and the haters gonna hate. I just gonna shake it on, and shake it on. မင်းတို့ကများစီတာဟမ်နောက်ဆုံးတော့ငါတို့ရဲ့အကားလာတွေကြောင့်ဆွဲလန်းပြီးထွက်ခဲ့ပြီပေါ့လေစစ်တောင်းလေမင်းတို့ရဲ့အကြောက်တရားဘလို့မှရင်ဆိုင်နိုင်မှာမဟုတ်ဘူးရော့ကွာအာဘာဖြစ်ကုန်တာလဲဟမ်ငါဘယ်ရောက်နေဟမ်ဒါငါငယ်ငယ်တက်ခဲ့တဲ့မော်ကျောင်းမယ် Magic School မဟုတ်မလွယ်ရောငါအသိကိုပြောင်းလာလားဟဲ့ဟုတ်ကောင်မကျောင်းတက်နေပြီလားတော့ဟုတ်လာပါပြီရှင်ဝါဒါမော်ရပြတ်တီတင်တဲ့ကလပ်ပဲမိုက်သားပဲဟဲ့ရှေ့ရမီတွေကဲမရေဟမ်ဒီအတန်ကဟာရုပ်ဆိုမဒါငါငငယ်တော့ကမော်ကျောင်းမှာငါအွန်လိုင်းကျင့်ခဲ့ကြတဲ့ကီတီကျဲစင်းနဲ့မျက်နှိုးပဲကောင်မစောင့်ဝေးရမရှိစက်ခွက်ကမလားစောက်ရည်ချင်းကမရှိပဲဒီ Magic School လက်သက်ရဲတယ်ပေါ့လေ loser တော်ရောပြီးတော့ဟိုမှာနေ crash မလားဟမ်နေ့လိုရုပ်ဆိုမှဒီလိုအဆင်လေးနဲ့မတန်ဘူးကွတေချာစဉ်းစားကြည့်ရမယ်ဆိုငါဒီအတိတ်ကိုရောက်လာတာကအကြောက်တရားမိစ္ဆာစီတာကြောင့်မယ်ဆိုတော့ငါဒီအကျင့်ပုတ်တဲ့ဟာမရီစီကအကြောက်တရားတွေကိုတွန်းလှန်နိုင်မှာဖြစ်မယ်ခေါင်းခံနေတော့မဖြစ်ဘူးကဲပြောစမ်းမအောင်ဘာလို့ရုပ်ဆိုးနေရတယ်ဆိုရဲလိုအပ်ချက်လေနင့်ဖေနဲ့အိတ်လိုက်လို့လေဟမ်အမလေးငေါ့ကြရုပ်ဆိုးမာတယ်နင့်စက်ခွက်ကြတော့မိတ်ကလိန်ထားဖုံးတာများပါလို့ချီးတစ်ပြီးတရဲမသားနဲ့ချက်စွပ်ပဲပြီးတော့စက်ကတ်တူတိတ်မဝတ်နဲ့နော်နင့်ဖေမဲငမင်ကျင်လို့နင့်ပြီးတော့ဟိုနောက်လိုက်ခွေးမာရီနင်တို့ရောယောက်ျားတိုင်းကြိုက်တယ်ဆိုမှပြောမလဲနော်ဘာလို့ဆိုနင်တို့ကဈေးပေါ်ပဲနေလို့ဟဲ့ဖေမရဲ့အီဟီဖေမတို့ဖေခွေးပြေအောင်ဟိုဒီပေတို့မပြေမိနစ်30ကြာတော့တောက်ပါရှင်မပြောပါနဲ့ရောရှင်ရပါတယ်ရှင်ကဲပြိတ္တကြီးလည်းကျမကိုလိုက်မလုပ်ကြနဲ့နော်တိခတ်မှာတိမခံနိုင်လောက်တိခတ်မှာနော်သူတို့လိုက်လို့ရင်ကတော့သူတို့လိုမျိုးဖြစ်သွားလိမ့်မယ်နော် no ဟမ်တက်တော်လည်းပြောင်းလာပြီဟင်းမသူပေါ်လာပြီဟဲငါတို့အားလုံးငါတို့ကြောက်တဲ့အိမ်မက်ဆိုတဲ့ကိုကြောက်ကုန်ကြရလေအဲ့မှာအကြောက်တရားကိုတွန်းလှန်နိုင်မှဒီတက်တော်ပြောင်းလာတာနင်တို့တွန်းလှန်နိုင်ခဲ့ရပဲဟာမင်းတို့ရလွတ်လာကြတယ်ပေါ့လေစီတာဒီမှာစီတာချမလားမင်းငါနဲ့မချခင်ငါရဲ့တရေနဲ့အရင်ချလိုက်ယာဟေးယာအမလီတော့ကြောက်ပါပြီဟမ်လာစမ်းမရှေ့ကအာရာတို့ဂါနီတို့လည်းတော့ကြအောင်လုပ်ခဲ့ပြီးပြီဆိုတော့အခုနဲ့လဲပဲဟမ်ဘာလဲကြောက်နေပြီလားအကြက်တရားမိစ္ဆာဖြစ်ပြီးကိုကြောက်တရားကိုမနိုင်ရင်ကတော့မဟုတ်တော့ဘူးနော်ငါမကြောက်ဘူးနောက်ဆုံးမှာတော့စီတာကိုအကုန်လုံးစွန့်ကြီးဝိုင်းလောင်းလိုက်ကြတော့တယ်အမလီ oh my god မိစောတကောင်မကြတော့တယ်ဆိုတော့ခဏနာပြီးဘယ်နဲ့ပြင်မှာခီးဆက်ကြတာပေါ့ဒါဆိုရင်တော့ပြိတ္တကြီးရေမကြခင်ဆက်တင်မိလာပါတော့မယ်မနေ့ရောက်တော့မော်နီမှာရှင်ဟယ်လိုတရေအမလီလန့်တာညာအာယုံစတဲ့ရနေရဟေးအဲ့လူကိုမရဘူးဟဲဘာရအာယုံရနေရလဲလင်းနာယူရဲ့အာယုံလားဟာမနေ့ကညာတွေ့လာပြည့်ညပဲနောက်ဆုံးကြံတဲ့ဆာလာမြန်ဖြည့်ရှင်းရမယ်ဒါဆိုမနေ့ကညမတိုင်ခင်အထိအချိန်ရရပဲမြန်ဖြည့်ရှင်းကြရပေါ့
အာယာမီးထဲမှာဂါနီယာရီထဲမှာစီတာတစ်တော်ထဲမှာဒါဆိုရင်ဆာလာဘယ်မှာလဲဆာလာက40ကွင်းထဲမှာဖန်တီးထားဆိုတော့အဲ့မှာပဲမိုးမပြန်မှာပေါ့ပူပလီပပလီချာပတီစမူစာဟမ်စန်တီတော့စန်တီပဲဟင်းမဟုတ်သေးပါဘူးအတောင်မကခါမပေါက်မှာဟဲ့ဖင်မှာမဟုတ်ဘူးလေဟာနေမှာအချစ်ရှိလားတာတာရာဟမ်မိုးမှာရုပ်စင်ရုံရှိရလား Oh my god ဆက်က1 mic ခင်းစင်းနဲ့ဟိုးနီနီဖရန့်ကတော့ဆက်လမ်းမယ်ကြည့်ချင်လိုက်တာနော်ဟုတ်ပါတွားကြည့်ကြရအောင်လေးနော်ငါတို့မနေ့ပြန်ညအထိအချိန်ရတာဆိုတော့ခဏလောက်ဝင်ကြည့်ကြတာပေါ့ဒီလိုနဲ့မိချာတို့အုပ်စုလဲ1 mic ခင်းစင်ဆိုတဲ့ဇက်လန်းကိုရုပ်ရှင်ရုံထဲဝင်ကြည့်ပြီးနောက်ဟာရီရတယ်ဟာအမလီဟဲကောင်းလိုက်တဲ့ကတော့ဟဲ့အဲ့1 mic ခင်းစင်ကတော့ကိုနီနီဖရန့် YouTube channel မှာလည်းကြည့်လို့ရတယ်တဲ့နော်ဟဲညတော့ရောက်နေပြီကျန်းဟင်ဘာလို့လာနေရဲနေရလဲနီမပေါ့ရှင်ရဲ့ဒီနေ့ကတွေးလိုက်ပြည့်တဲ့ညလေဘာဒါဆိုငါအာယုံမားရတာပဲတွေးလိုက်ပြည့်ညမနေ့ပြန်မဟုတ်ပဲဒီနေ့ညပဲဒါဆိုဘလုံးမလဲဖင်ပေါ်မယ်ဟဲ့မတာမိုင်းမစွဲနေစမ်းဟာရုပ်ကကြီးဘောလေးရတိုက်လာရရလဲOh no ဟမ်ဟဲ့လေအရင်တိုက်နေရောဒါဖြစ်တာလဲအုံ40ကွင်းမှာဖန်စီကြတယ်ဆာလာလွတ်လာပြီဟိုးဘာဒါနဲ့ဆာလာဘယ်သူတော့နေလင်းဒါဆိုအရင်ကလိုမိတ်စာကြီးပေါ်လာတော့မှလားယင်ဟုတ်တယ်ကဲကြပါအောင်ဟမ်ဟဲ့ဘယ်စားလဲဟာပြေးကြဟေးပြေးကြဟဲ့ဘယ်တော့လဲငါလာကဲမလေးအေးဟုတ်တာဟဲ့တော့ကဲရမလေးသွားမယ်အီးအဲ့မမိတ်စာကြီးဟမ်ဟဲ့မိတ်စာကြီးထွက်ခဲ့တယ်အမောင်နဲ့ကနေကောင်မအားချောင်းလိုက်ပြန်ပြီကူကူကာကာဝါဟဲ့ချစ်စရာလေးကူကူကာကာအိုးချစ်စရာလေး cute sassy shy cool ယေးချစ်စရာလေးကူကူကာကာဟမ်ဟာရိတာဟာမင်းတို့ကတကယ်ကိုတော်တာပဲဖော်လော်မလူလိန်ကြီးငါအသွင်ပြောင်းနိုင်တယ်ဆိုမမေ့ကြနဲ့လေဟာရော့ကွာအမလီယာဟဲယာနိုင်ဝက်လောက်ချပြီးနောက်မောရပြီလားကွာဟာအခုမင်းတို့ရဲ့နောက်ဆုံးအချိန်ကိုရောက်ပြီဟာမလုပ်ပါနဲ့ယောက်ျားတောင်မြူရတယ်အရေးတယ်လေဒါယူမဟင်ဟာကဲတေးပြီတော့မေဒီငါတို့ရဲ့နောက်ဆုံးချိန်မှာငါဝန်ခံစရာရှိတယ်ဟာနေရမျက်နှာကမတ်တွေခိုးပြီးခိုးကဲတွေကငါပါဟဲ့ရပါတယ်ငါလည်းနေစုဝေးရကနေပတ်စံခိုးပြီးဖဲရိုက်ခဲ့တာပဲဟဲ့ဖဲရိုက်တာပြောနော်ပြီးတော့နေရဲ့အိမ်ကိုမိရှုခဲ့တဲ့လူကလည်းငါပါတငယ်ချင်းရဲ့နင်ထီသိန်း9000ပေါက်တုံးကနင်ထီလက်မတ်ကငါအိမ်နာကျွင်းနဲ့ပြည့်စက်ခဲ့ဘူးတဲ့ဟဲ့ဘာကြီးလဲဘာဖြစ်တာလဲဘာကြီးကလိုက်တာလဲဝါနတ်သမီးကဲအောင်နေနဲ့လာချကူတာမဟုတ်ဘူးငါနင်းတို့စားမြင့်တင်ပေးလိုက်မယ်ပြီးရင်ခုဘက်ကိုချကြငါနှက်ပြီမှာနီနီဖရက်စာပြက်ကတည်းကကြည့်ရအောင်မယ်ဝါယာ
င်းတို့လည်းပုံစံချိန်တော့ငါလည်းချိန်ပြီကွာဟ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 ာငါရဲ့အသေးပုံများအရတာကိုခံစားလိုက်စော့ပလိုက်သူဟာဟာဟာဟမ်ဟမ်ဟီဟီငါများမပြတ်တတ်တာငွေမျက်နှာအိုးမဲတော့နေမဟုတ်ပဲကက်ပြဈေးနေတာလောက်ချလိုက်ပါတော့ရှက်လို့အားလုံးစုပြီးချကြမယ်ဟေ့ယာဟ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 ာယ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 ာဟဲ့စိတ်ပြတ်တာလွတ်ပေးငေါ့လို့အန်တွေဟမ်ဟာ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 လွတ်ပေးခွေးတောင်သားရဲ့ယာနားဟဲ့ငါ့ကိုတက်လိုက်နေရဟာဒါငါတို့ရဲ့စွမ်းရည်တွေကိုတုပ်ယူနေရပဲမဖြစ်ဘူးကောင်းဘူးလေဟဲ့ခွေးမိတ်စာစုနားနေဟာအာယူငါလက်ကိုခွေးမိုင်ကြိုက်သွားတယ်အာယူတခုခုလို့ငါတို့စွမ်းရည်တွေစုပ်ယူနေပြီဟာငါဒီလက်နဲ့တခုခုလောက်ရမယ်တင်ရပြီဟဲ့မဲမဒီလက်နဲ့ကိုနစ်စွမ်းနဲ့ကြည့်အောင်လုပ်လိုက်နင်ကဘာလုပ်မလို့လဲလုပ်မှာလားလုပ်စမ်းမှာပြီးရောကြီးတင်တာကြီးသေးတင်တာသေးမိချာဦးရဲ့ဟာကြီးစေဟဲဝါတကယ်ကြီးသွားပြီဟာကဲမိတ်စာကြီးရေနင်တော့သိပြီပဲဟဲ့ယာဟမ်ယာဟေးလက်ပြီးဟေးဟိုငါတို့မိတ်စာရုံနေနေနိုင်ခဲ့ပြီစားလိုက်ငယ်နောက်နေ့မှာတော့ကဲပြည်သူပြည်သားတို့သိကြတဲ့အတိုင်းပဲကြောက်စရာမိတ်စာကြီးကိုအေးဆေးတော်လန်ခဲ့တဲ့ဟီးရိုးတွေကိုအခုစုချမှာဖြစ်ပါတယ်ဟီးရိုးတွေဒါကျမတို့မကယ်တင်ခဲ့ရင်ကျမတို့အခုနှက်ပြရောက်နေလောက်ပြီဟဲ့ငါတို့ဟီးရိုးစုပြီးတော့မယ်ထင်ပါရဲ့ဒါပဲလေငါတို့ဒီကဘာကိုကယ်တင်ခဲ့တာလေကဲစုလက်ခံယူပေးပါရှင်ဟေးသွားကြမယ်ဟေးတက်နဲ့မီးရှင်ဟမ်ကျမဒီစုကိုရလိမ့်မယ်လို့ထင်တောင်မထင်တောင်ရှင်မရတဲ့နာပေါ့တက်နဲ့သမီးရဲ့ရှင်ကကျမတို့ကယ်တင်ခဲ့တာလေနဲ့သမီးစပလို့ဘာမှလည်းမလုပ်ပဲစုရပါတယ်ကျွဲမအေးလေထားလိုက်ပါတော့ငါအာယုံရနေရဲ့ဟင်ဘာအာယုံရလဲအခုဒီဗီဒီယိုကြည့်နေတဲ့သူကအခုတွေလိုက်မပေးရသေးဘူးတဲ့ဘာနင်လောက်ရတယ်ပေါ့လေဒီလိုနဲ့မိစ္ဆာအစိတ်ပိုင်းဆက်လိုက်လေပြီးဆုံးတော့တယ်ပြီးသွားပြီလားပြီးပေါ့လေဟုတ်ပါတယ်တကယ်ပြီးတော့ပါပြီစောင့်တီးကြည့်ရှုပေးတဲ့အလုံးကိုကျေးဇူးတင်ပါတယ် Hey နေရောနေ Friend Story Channel လေးတွေကို YouTube ရော TikTok မှာရောနှစ်ခုလုံးကြည့်လို့ရတာဆိုတော့နှစ်မျိုးလုံးကို follow ထားဖို့မမေ့နဲ့နော်ကြားလားဒါပဲပြောမယ်